လက်ဖက်လေးကိုတော့လက်ဖက်လေးကိုတော့လက်ဖက်လေးကိုတော့ iPhone လေးကိုထုတ်ရောင်းနေတာတော့ဖြုံးနေတာမဟုတ်လက်ဖက်လေးကိုတော့ iPhone လေးကိုထုတ်ရောင်းရမြအကျွေးဆိုရင်ခေါင်းတွေပါကုတ်oh yeah Hey yo bro hey okay hey yo bro ဘာလာလို့ပြပြီလဲ ဟမ် ဘာလာလို့ပြပြီလဲဒီနေ့ ကျွန်တော်ဒီနေ့အခုဟိုလက်ဖက်တော့လာရောင်းပေးတယ်လေ ရောက်ပြီမယ် လက်ဖက်တော့ဒီမှာလေ ကြားလားကောင်းလို့လားဖက်တော့လား ကောင်းလိုက်လေ ဟုတ်လို့လား ကျွန်တော်စားပြီးသွားပြီအဲ့ဒါကျွန်တော်ဟုတ်ကိုရီးယားနိုင်ငံကကျွန်တော်ဟိုတောင်းဝဲလာလေ ကိုရီးယားနိုင်ငံတော့ပါ ဟုတ်တယ် ဝေးရောအဲ့ဒါဘယ်လိုခေါ်လဲကိုရီးယားလို့ ကိုရီးယားလို့လား ကိုရီးယားလို့ ဟုတ်လားလေသူများခေါ်တာဟောဘာလဲလက်ဖက်တော့မီတာ ဟုတ်လက်ဖက်တော့မီတာ လက်ဖက်တော့မီတာ โอเค ရလားပတ်စံ ဘာလား ပြန်တော့စားအောင်မမေးရတော့ โอเคကျတော့ တော့စားလို့ရှိရင်အဲ့လိုမျိုးလက်ဖက်လေးကိုတော့ iPhone လေးကိုထုတ်အိုးအဲ့လိုမျိုးနော် โอเค ကျေးဇူးနော်